Ok, alo mình là wa, cho nó ye, usually YouTube channel ai mi ro, pian le, just like vậy vậy. Cho nó ye, usually YouTube channel api ni jare, mi ba pi tu ni ko ma alo me, cho nó ye, usually YouTube channel so ra ga, koi mai alo, 2-3 na pada pi ro, cho nó ro abase abadai ne dai, cho nó ro အမြဲတမ်းเนาะ main share main or two main เนาะကျွန်တော်တို့ဇာရိုးစိန်ပတ်တိကျွန်တော်တို့ဓကွက်ကောင်းတွေကိုလုံးဝအမြဲတမ်း free တင်ပေးနေတဲ့အတွက်ကြောင့်အခုဒီမှာအားလုံးကကျွန်တော်ရဲ့ရွှေဖြိုးလေးဆိုတဲ့ YouTube channel လေးကို subscribe မနှိပ်ရသေးရင် subscribe လေးနှိပ်ပေးကြပါကျွန်တော်တို့တွေနဲ့ပတ်သက်ပြီးတော့တင်သမျှ video file လေးတွေကိုအမြဲတမ်းမြင်တွေ့ရအောင်ဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့ကြပါနဲ့ဗျဒါမှသာလည်းကျွန်တော်တို့တွေနဲ့ပတ်သက်ပြီးတော့နေတဲ့ရည်တင်ပေးရမှာအမြဲတမ်းမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Super Channel ကိုအပိနေကြတဲ့မိဘပြည်သူညီကိုတို့မှအားလုံးကကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပေးတာတွေကလူကြီးပြင်းများကလည်းကိုတူဦးတစ်ယောက်တည်းမြင်တူဦးတစ်ယောက်တည်းပေါက်ဆိုတဲ့စိတ်ဆန္ဒကိုလုံးဝမထားပါနဲ့တူဦးမြင်တူဦးပေါက်အများပေါက်အောင်ဝိုင်းဝန်းပြီးမျှဝေပေးကြပါလို့ကျွန်တော်ဘက်ကမျက်နှာရက်ခံပါတယ်ဗျဟုတ်ပြီကိုပြောချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့ဒီ live video file လေးကမနက်ဖြန်ကျွန်တော်တို့9ရက်တလ2026နော်ကျွန်တော်တို့9ရက်တလ2026ကျွန်တော်တို့အဖွင့်နေ့တင်းလာနေအတွက်ဖြစ်ပါတယ်နော်တင်းလာနေတော့မှကျွန်တော်တို့မနက်ပိုင်းအတွက်ပဲဖြစ်ပါတယ်ကိုပြောစီပုံမှန်အကူရီမတွေအားလုံးကို main အော့ကွက်ရှစ်ကွက်အပြီးပေါက်ထုတ်ပေးလေးပဲရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီဘက်မှာကကိုပြောချစ်မိတ်ဆွေများအားလုံးကိုတင်းလာအင်္ဂါအတွက်လည်းလုံးဝထိပ်သီးလေးရှိတာတဲ့ထိပ်သီးရှိတာတဲ့အတွက်ကြောင့်ကိုရီမိုက်အားလုံးတွေလုံးဝဒီဘက်မှာလည်းကိုပြောရကိုရီမိုက်အားလုံးတွေ main အော့ကွက်ရှစ်ကွက်အပြီးပေါက်ကိုထုတ်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုရီမိုက်အားလုံးကကျွန်တော်ရဲ့ live video file လေးတွေကိုချိန်တင်တတ်မှုရှိရဆိုရင်ကျွန်တော်ရဲ့ဒီ live video file လေးကိုအစားအဆုံးပြီးဆုံးအောင်ကြည့်ပေးပါလို့ကျွန်တော်ဘက်ကမြစ်တာရက်ခံပါတယ်ဗျဟုတ်ပြီကိုပြောချစ်မိတ်ဆွေများအားလုံးတို့ကျွန်တော်မနက်ဖြန်9ရက်တလ2026 9ရက်တလ2026ကျွန်တော်တင်းလာနေအတွက်ကဏ္ဍလေးမပြောမိမှာကျွန်တော်ဇာရိုးသမားတွေတော့ပြောချင်ပါတယ်နော်ဇာရိုးသမားတွေကကိုပြောချစ်မိတ်ဆွေကိုပြောရဲ့ဇာရိုးသမားတွေအားလုံးကမနက်ဖြန်တင်းလာနေမှာလုံးဝအားကောင်းပါတယ်ကိုပြောဒါလို့မှကိုဖြိုးလိုက်ကိုမတွေ့ရဘူးကိုဖြိုးလိုက်မလွှင့်ဘူးလား video file နေမဲ့တင်နေတာလားကိုဖြိုးလိုက်လွှင့်တာလေးကိုမတွေ့ရလို့ပါလိုက်ဘယ်တော့ပြန်လွှင့်မှာလဲဆိုတဲ့အကူရီမိုက်အားလုံးကလည်းမနက်ဖြန်တင်းလာနေမနက်ကျွန်တော်တို့9နာရီခွဲသို့မဟုတ်10နာရီခွဲเนาะ9နာရီခွဲသို့မဟုတ်10နာရီခွဲကျွန်တော်9နာရီနဲ့9နာရီခွဲကြမှာကိုဖြိုးလိုက်ရှိမရှိကျွန်တော်10နာရီနဲ့10နာရီခွဲမှာကိုဖြိုးလိုက်ရှိပါတယ်ကျွန်တော်မနက်ဖြန်မနက်မှာကဘာတွေတင်ပေးမလို့ကျွန်တော်အနီးကပ်ကျွန်တော်တို့မနက်ဖြန်မနက်ပိုင်းမှာအနီးကဟော့ဒိတ်စီနဲ့ကျွန်တော်တို့မြူကရက်နဲ့ဘလို့ဆော့ရမလဲကဒန်းတွေကဘလို့လေးအားကောင်းလဲဆိုတော့မနက်ဖြန်မနက်10နာရီခွဲပေါ့နော်10နာရီနဲ့10နာရီခွဲဒါမှမဟုတ်ကျွန်တော်9နာရီနဲ့9နာရီခွဲလိုက်မှာလာရောက်ကြည့်ရှုပေးဖို့ကျွန်တော်ဘက်ကမြေတားရက်ခတ်ပါတယ်ကိုပြောလိုက်လွှင့်မဲ့အချိန်လေးအတိအကျလေးပြောပြပါဦးကျွန်တော်9နာရီနဲ့9နာရီခွဲကြပါတော့9နာရီနဲ့9နာရီခွဲကြမှာကိုဖြိုးလိုက်ရှိပါတယ်ကိုဖြိုးလိုက်ကိုအားပေးခြင်းနဲ့ဆိုတဲ့အကူရီမိုက်အားလုံးပဲမနက်ဖြန်မနက်9နာရီနဲ့9နာရီခွဲမှာကိုဖြိုးလိုက်ရှိပါတယ်ကိုဖြိုးလိုက်ကလေးကိုလာရောက်အားပေးကြပါအောင်လို့ကျွန်တော်ဘက်ကမြေတားရက်ခတ်ပါတယ်ဗျဟုတ်ပြီကိုဖြိုးချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့ဇာရိုးသမားတွေအားလုံးကလည်းကျွန်တော်မနက်ဖြန်9နာရီနဲ့9နာရီခွဲကြမှာကိုဖြိုးလိုက်မှာပဲကျွန်တော်ဇာရိုးသမားတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆော့ရမလဲဆိုတော့ပြောပြမယ်ကျွန်တော်ဒီည live view file လေးကတော့ကျွန်တော်မနက်ဖြန်9ရက်တလ2026တင်းလာနေအဖွင့်လှဖို့အတွက်လုံးဝအဖွင့်လှမှာလုံးဝထိတ်စီးလုံးပိုင်နဲ့လုံးဝ share ပေါက်ချင်တယ်ဆိုရဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးတွေ main အော့ကွက်10ကွက်အပြီးပေါက်ဖြစ်ပါတယ်နော်မင်းရောကရှက်ကွက်ပြီးတော့ဖြစ်ပါတယ်အကူရီမိုက်အားလုံးပဲကြိုက်နေတားလိုက်မယ်လို့တော့ထင်ပါတယ်ကျွန်တော်မနက်ဖြန်မနက်9နာရီနဲ့9နာရီခွဲလိုက်မှာလဲကျွန်တော်တင်းကအင်္ဂါတပတ်စာမွေးမိန်ကနက်တကွက်တည်းထုတ်ပေးမယ်နော်မနက်ဖြန်မနက်9နာရီလိုက်မှာလဲကျွန်တော်တို့မွေးကနက်တကွက်တည်းထုတ်ပေးပါမယ်မနက်ဖြန်မနက်လိုက်မှာလဲလာယူလို့ရပါတယ်ဟုတ်ပြီကိုပြောချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့9ရက်တလ2026ကျွန်တော်တို့တင်းလာနေမနက်ပိုင်းအတွက်ပဲဝမ်းချင်းဒီကျွန်တော်လေးကိုဝမ်းချင်းလေးကိုထိပ်စီပါနော်လေးကိုဝမ်းချင်းလေးကိုထိပ်စီပါဟုတ်ပြီကျွန်တော်တို့လေးနဲ့ပတ်သက်ရင်လေးကွက်9နဲ့ပတ်သက်ရင်လေးကွက် main အော့ကွက်10ကွက်ပြီးပေါက်ဖြစ်ပါတယ် main အော့ကွက်10ကွက်တည်းမှာကျွန်တော်တို့တစ်ကွက်ကောင်းထုတ်ပေးထားပါတယ်ဟုတ်ပြီကျွန်တော်တို့9ရက်တလ2026ကျွန်တော်တို့တင်းလာနေအတွက်ကျွန်တော်တို့လေးကိုထိပ်စီလုံးမိုက်ပါနော်လေးကိုထိပ်စီလုံးမိုက်မှာကျွန်တော်တို့လေးနဲ့ပတ်သက်ရင်ကိုပြောချစ်မိတ်ဆွေများအားလုံးပဲ4 1 4 3 4 5 4ခေါ်မှာနော်4 1 4 3 4 5 4ခေါ်မှာကျွန်တော်9နဲ့ပတ်သက်ရင်လေ90 9နှစ်96 98ပါနော်90 9နှစ်96 98ပါဗျဟုတ်ပြီ90 9နှစ်96 98မှာတကွက်ကောင်းဒီ90နဲ့8တကွက်ကောင်းပါ
နော်တကွက်ကောင်းဒီ68တကွက်ကောင်းကျွန်တော်တို့၄နဲ့ပတ်သက်ရင်ကျွန်တော်တို့414345ခေါ်မှာတကွက်ကောင်းဒီကိုပြောချစ်မိတ်ဆွေများအားလုံးပဲ43တကွက်ကောင်းပါနော်43တကွက်ကောင်း68တကွက်ကောင်းမှာ main အော့ကွက်10ကွက်အပြီးပေါက်ဖြစ်ပါတယ်အကိုဒီမိုက်အားလုံးပဲတိုက်နေကြရလိမ့်မယ်လို့တော့ထင်ပါတယ်ကျွန်တော်တို့မနက်ဖြန်9ရက်တလ2026တင်းလာနေမနက်9နာရီနဲ့9နာရီခွဲမှာကိုပြောလိုက်ရှိပါတယ်ကိုပြောလိုက်ကိုအားပေးခြင်းနဲ့ဆိုတဲ့ချစ်မိတ်ဆွေများအားလုံးပဲလာရောက်အားပေးလို့ရပါတယ်ဗျအားလုံးပဲပိုင်ပါအကိုဒီမိုက်အားလုံးပဲမနက်ဖြန်9နာရီမှာပြန်လည်ဆုံကြမယ်ဗျနော်